တွေစိုးတို့ရဲ့အညာကချောက်သွေးလုံးနဲ့ပြူကိုယ်စိတ်ကူတွေအတိတ်ကိုပြန်ပြီးရောက်နေသလိုပြူပြူချစ်စိုးလေးရဲ့ရည်တန်းချိုချိုပြန်လဲကြရောက်မိတယ်ကိုရင်ငွေနဲ့ပြန်ခဲ့ပါကန်းလင်းလို့ချိုဘယ်စီပဲဝဲရောက်လို့နေလဲကိုရဲ့ချစ်သူပြူမလာတော့ဘူးလားခွေရင်တွေပူလို့လာတဲ့လေဘူးတွေကတိုက်တဲ့ရွာဝင်လန်းကလေးကိုမျောကမိုင်ငေးရင်ခွေပြပြရဲ့ဘလို့ဝေးကြွေးကိုတော့စမကုန်နဲ့